ဒီဟေဘရဲစနစ်က17ရဲ့အဆက်ဖြစ်တယ်ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ဒီမှာဤများလောက်များစွာသောတက်သေးအပေါင်းတို့ဒီငါတို့ကိုဝိုင်းရနေဆိုတဲ့စကားနဲ့စထားတယ်အဲ့ဒီများစွာသောတက်သေးအပေါင်းဆိုတာကဟေဘရဲ17မှာသူပေါ်ပြထားတဲ့သူ mention လုပ်ထားတဲ့ယုံကြည်ခြင်းသူရဲကောင်းတွေကိုရည်ညွှန်းတာဖြစ်တယ်အဲ့ဒီမှာအာဗေလပါတယ်အာဗြဟံပါတယ်နောအေးပါတယ်မောရှေပါတယ်တကယ်ကိုယုံကြည်ခြင်းမှာကျွန်တော်တို့စံပြအနေနဲ့မျှော်ကြည့်ရတဲ့ဖျားလူတွေကိုပြောတာဖြစ်တယ်ဟေဘရဲဩဝါဒစာကိုရေးတဲ့သူကကဲယုံကြည်သူတွေမင်းတို့ကြည့်ပါဒီသူရဲကောင်းတွေဒီဖျားလူတွေကိုမင်းတို့ကြည့်မင်းတို့အခုပင်ပန်းတယ်လို့ပြောတယ်မင်းတို့အခုခက်ခဲတယ်လို့ပြောတယ်မင်းတို့အခုတကယ်ကိုဟလာရုန်းကန်ရတယ်လို့မင်းတို့အတွက်ဟလာစိန်ခေါ်မှုတွေရှိတယ်လို့ပြောတဲ့အခါမှာသူတို့လည်းရှိခဲ့တာပဲသူတို့မှလည်းအနေမြင့်တက်ကြတွေရှိတယ်သူတို့မှလည်းဟလာသူတို့ကြာရှုံးတဲ့အချိန်တွေရှိခဲ့တယ်သူတို့အမားလုပ်တဲ့အချိန်တွေရှိဒါပေမဲ့သူတို့ဟာဖျားသူတို့ကိုထားတဲ့လမ်းကြောင်းကိုမမိတ်မတုံသူတို့ရှောက်ခဲ့တဲ့အတွက်သူတို့ဟာငါတို့ရဲ့ပုံသက်တွေဖြစ်ခဲ့ကြတယ်သူတို့ကိုကြည့်ပြီးငါတို့ခွန်အားယူရတယ်ဒါတွေဟာဒဏ္ဍာရီမဟုတ်ဘူးအိယာဝင်ပုံပြမဟုတ်ဘူးကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာဒါကိုကျွန်တော်တို့ကိုသတိပေးဖို့လိုတယ်အာဗြဟံတို့ဣဇက်တို့ယာကုပ်တို့မောရှေတို့နောအေးတို့ဆိုတာစာရေးဆရာတွေစိတ်ကူးယဉ်ပြီးတော့မှဖော်ကျူးထားတဲ့စက်ကောင်တွေမဟုတ်ဘူးကျွန်တော်နှလုံးသားဟာတကယ်မရှိတဲ့အရာတွေယိုယွင်းသွားမဲ့အရာတွေမတည်မြဲတဲ့အရာတွေနဲ့ပတ်သက်ရင်တော့အကြီးအကျယ်ကျွန်တော်ဆွဲလန်းတက်ပြီးတော့မှအခုဒီမှာကျွန်တော်တို့နှုတ်ကပတ်တော်ကဖော်ပြထားတဲ့ယုံကြည်ခြင်းသူရဲကောင်းတွေနဲ့ပတ်သက်ရင်တော့တစ်ခါကြာရင်ကျွန်တော်တို့စိတ်ကူးယဉ်လို့ခံစားရတစ်ဖျားသည်အာဗြဟံရဲ့ဖျားဖြစ်တစ်ဖျားသည်မောရှေရဲ့ဖျားဖြစ်တစ်ဖျားသည်နောအေးရဲ့ဖျားဖြစ်တစ်ဖျားသည်ဒါဝိဒ်ရဲ့ဖျားဖြစ်ဒီလူတွေအကုန်လုံးဟာအနှိမ့်မြင့်တက်ကြတွေအမားတွေကြာရှုံးမှုတွေဂျားတွေကနေဖျားကိုစုပ်ကင်ခဲ့ကြတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရခရီးစဉ်မှာကြုံရတဲ့ဒုက္ခပြဿနာအခက်အခဲဆိုတာသူတို့နဲ့ရှင်ရင်ကျွန်တော်တို့ရှက်ဖို့ကောင်းတဲ့အခြေအနေကိုရောက်သွားတယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့အတွက်တဲ့သူတို့ဟာယုံကြည်ခြင်းနဲ့ဆိုင်သောတတ်သိဖြစ်တယ်တခါကြာရင်လည်းဒါလူဖြစ်တဲ့အတွက်ဒီဝိညာဉ်ရေးရခီးစဉ်မှာစိတ်ထဲမှာအစင်မပြေတဲ့အရာတွေစိတ်တက်ကြတာတွေစိတ်ညစ်တာတွေရှိကောင်းရှိလိမ့်မယ်ကျွန်တော်လည်းရှိဒါပေမဲ့ကျွန်တော်သိရမှာကအဲ့ဒါပုံမှန်ပါပဲကျွန်တော်လူတွေကျွန်တော်တို့ဟာခံစားချက်ရှိတယ်ဒါပေမဲ့ကျွန်တော်နားလည်ရမှာကခံစားချက်တွေကိုဥပိ္ပခာပြုဖို့မဟုတ်တယ်လို့ခံစားချက်တွေကိုကျွန်တော်တို့ကဟာဒါမခံစားရဘူးဒါတွေကဇာတိသဘောအဲ့လိုမျိုးတွေကျွန်တော်တို့ကိုအပြစ်တင်တာမျိုးလုပ်ဆရာမလိုပါဘူးအဓိကကအဲ့ဒီခံစားချက်တွေကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုမလွှမ်းမိုးဘူးပဲလို့တခါလေဒေါသထွက်တဲ့အချိန်ရှိမှာဒေါသထွက်တာသင်ရဲ့ယုံကြည်ခြင်းကိုမလွှမ်းမိုးပါစေနဲ့တခါလေဝမ်းနေတာရှိမှာတခါလေစိတ်တက်ကြတာရှိမှာတခါလေဘယ်သူနဲ့မှမမြင်ကျင်တာမတွေ့ကျင်တာရှိမှာအဲ့ဒီအထိပြဿနာမရှိဒါပေမဲ့အဲ့ဒီခံစားချက်တွေဟာသင်ရဲ့တမန်တရားနဲ့ဆိုင်တဲ့ယက်တီချက်ယုံကြည်ခြင်းကိုလွှမ်းမိုးပြီးဆိုရင်တော့သင်ပြဿနာတက်ပြီအဲ့ဒီအရာတွေကိုကျွန်တော်တို့ရင်ဆိုင်တက်ဖို့ဒီသက်သေတွေကိုဘုရားကပေးထားတယ်အဲ့တော့တချို့တွေအတွက်တော့ကျမ်းစာတွေကဟိုနှစ်ပေါင်းထောင်ချီပြီးရှိခဲ့တဲ့ဟလာရှေးဘိုးဘေးတွေနဲ့ပတ်သက်ပြီးယုံကြည်ဖို့နည်းနည်းခက်ခဲတဲ့သူတွေလည်းကျွန်တော်ယုံကြည်သူတွေမှာတွေ့ရတယ်အဲ့ဒါလည်းပြဿနာမရှိပါဘူးသင်ဘယ်ကနေစလို့ရလဲဆိုရင်သင်သမိုင်းမှာမှီခဲ့တဲ့ယုံကြည်ခြင်းသူရဲ့ကောင်းတွေကနေစကြည့်လို့ရတယ်ကိုမှီတဲ့သူเนาะကိုမှီတဲ့သူကကိုတက်တမ်းမှာကိုတွေ့ရတဲ့ယုံကြည်ခြင်းသူရဲ့ကောင်းတွေရှိလိမ့်မယ်ဒါမှမဟုတ်သူတို့ရဲ့ခြံထားရတဲ့သက်သေတွေရှိမယ်အခုကျွန်တော်တို့ဒီမှာစံစာအုပ်ကင်ထားတယ်ဒါကျွန်တော်တို့ညင်းလို့မရတဲ့ယုံကြည်ခြင်းသူရဲ့ကောင်းတစ်ယောက်ရဲ့သက်သေဖြစ်တယ်ဒီကလူအားလုံးပေါင်းရင်တော့မှသူ့ရဲ့ဒုက္ခကိုကျွန်တော်တို့မှီမှာမဟုတ်သူ့ရဲ့ဆုံးရှုံးမှုကိုလည်းကျွန်တော်တို့မှီမှာမဟုတ်သူ့ရဲ့ပေးဆက်မှုကိုလည်းကျွန်တော်မှီမှာမဟုတ်ဘာဖြစ်လို့လဲဆိုသူ့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်မမှီလို့အဲ့ဒါဆရာယူတည်တယ်ဖြစ်တယ်ကျွန်တော်မြန်မာပြည်မှာသာသနာလုပ်ငန်းလုပ်တဲ့အချိန်မှာအင်မတန်မှကြီးမားတဲ့ရုန်းကန်မှုတွေဖြတ်သန်းအမှုတော်ဆောင်ကျင်စိတ်မရှိတော့တဲ့အချိန်တိဖြစ်တယ်ဖခင်ငါ့ကိုမခေါ်ဘဲနဲ့များငါလုံးမိနေသလားလို့တွေးမိတဲ့အချိန်တွေရှိတယ်တညလုံးအိမ်မပျော်ပဲနှစ်ဖူးပေါ်လက်တင်ခဲ့ရတဲ့နေ့တွေလည်းအများကြီးကြုံခဲ့ရတယ်ကျွန်တော်မျိုးသမီးကရိပ်မိသွားတဲ့အချိန်မှာသူလည်းအားမပေးတတ်တော့ဘေးနားကနေမျက်ရည်ကျရုံပဲတက်နိုင်အဲ့ဒီအချိန်တိုင်းမှာဖခင်ကတက်တည်တစ်ခုနဲ့ကျွန်တော်ပြန်ဆွဲခေါ်ခဲ့တယ်။ဒီချိန်မှာတော့ကျွန်တော်စင်ကာပူသွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကကိုတောက်လျှောက်မေကွန်းထုတ်နေတဲ့အချိန်ဖြစ်တယ်။ဖះမခိုင်းတာတွေလုံးမိနေလား။ဘာလို့တလောက်တောင်ခက်ခဲရတာလဲ။ဘာလို့တလောက်တောင်အစင်မပြေမှုတွေနဲ့ပဲတစ်ချိန်လုံးကြုံနေရတာလဲ။ဖះမကြိုက်တာလုံနေရင်တော့ထားလိုက်ပါတော့အခုဖះခိုင်းတယ်လို့ကိုခံယူတဲ့အရာကိုလုံနေတဲ့အချိန်မှာတလောက်ခက်ခဲရသလား။အဲ့တော့တရက်စင်ကာပူမှာခရီးယန်စာအုပ်ဆိုင်ထဲဝင်သွားတာ။ဘာတွေ့ရလဲဆိုတော့ကျွန်တော်စာအုပ်တွေကိုလိုက်ကြည့်တဲ့အခါမှာခရီးယန်အသင်းတော်ရဲ့တမိုင်းဆိုတဲ့စာအုပ်တစ်အုပ်ကိုတွေ့တယ်။အော်ကျွန်တော်လည်းမသိတာတွေအများကြီးဆိုတော့ဒီစာအုပ်လေးဝယ်ရင်ကောင်းမလားပေါ့နော်။ဒ
ဈေးကြီးတော့နည်းနည်းဈေးများတော့တိတ်တော့မဝယ်ခြင်းဒါပေမဲ့အဲ့ဒါကိုကျွန်တော်ထုတ်လိုက်တယ်ပြီးတော့မှကျွန်တော်စာရွက်ကိုအဲ့လိုပဲ randomly ပေါ့နော်ကျွန်တော်လှန်ကြည့်လိုက်တယ်ဖွင့်လိုက်တဲ့နေရာမှာဘယ်သူအကြောင်းပေါ်လာလဲဆိုတော့ဆရာယူတန်ဖြစ်အဲ့ဒီထဲမှာ तू ဘယ်နှစ်ကြာအောင်စောင့်ပြီးမှလူတယောက်ပြောင်းလဲတယ်ဆိုတဲ့အကြောင်းတွေပါရေးထားတယ်အဲ့ဒီချိန်မှာဖေကကျွန်တော်လေမျက်ခုံးတစ်ချက်ပင့်ပြီးမျက်စပြစ်ပြလို့ပဲခံစားဘယ်လိုလဲမင်းတော်ဒုက္ခရောက်ပြီလို့ထင်နေလားမင်းဒုက္ခအရန်ကြီးနေလို့မထင်လားမင်းအရန်အကြာကြီးပဲပေးဆက်နေရတယ်လို့ထင်တာလားကျွန်တော်အဲ့ဒါဖတ်ကြည့်ပြီးတော့ဖေကအဲ့လိုကျွန်တော်ထဲမှာ conviction ကိုပေးတဲ့အခါမှာတော်တော်လေးဟိုထူးဆန်းနေပေါ့နော်ရောထွေးနေတဲ့ခံစားချက်တစ်ခုကိုရတခုကဘာလဲဆိုတော့ဖျားအဖြေပေးတဲ့အရာကိုခံစားလို့အယံဝမ်းမြောက်ဒုတိယတစ်ခုကတော့အယံရှက်သွားဘာဖြစ်လို့လဲဆိုတော့ဒုက္ခမဟုတ်တာကိုဒုက္ခလုံနေလို့ဆရာယူတဲ့တန်နဲ့ရှင်လိုက်တော့ကျွန်တော်ဒုက္ခဟာသလို့ဖြစ်အဲ့တော့အဲ့ဒီအရာတွေအားဖြင့်အဲ့ဒီတက်သေးအားဖြင့်ကျွန်တော်ဟာဒီနေ့ဒီနေရာမှာရပ်နိုင်ခဲ့တာဖြစ်တယ်အဲ့ဒီလိုကြားလိုက်အခါခါတိုင်းဒါတစ်ချိန်တည်းမဟုတ်ဘူးခဏခဏဖြစ်တယ်အဲ့ဒီလိုခဏခဏဒုက္ခရောက်ခဏခဏစိတ်တက်ကြတာကိုဘုရားကဆွဲတင်ရင်နဲ့ဒီနေ့ဘုရားကဒီအခြေအနေထိကျွန်တော်ကိုပို့ဆောင်ခဲ့တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီမှာရှိတဲ့မိသားစုတွေဝิญဉ်ရေးရနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အသင်းတော်ရဲ့ခရီးစဉ်ကိုယ့်ရဲ့တယောက်ချင်းစီတိုင်းရဲ့ဟလာဝิญဉ်ရေးရခရီးစဉ်ကိုတွေးတဲ့အခါမှာစိန်ခေါ်မှုတွေဟာအထူးဆန်းမဟုတ်ပါဘူးပြဿနာတွေဟာအထူးဆန်းမဟုတ်ပါဘူးတိတ်ပုံကြီးမချဲ့မိစေနဲ့ကျွန်တော်တို့ရှေ့မှာဘုရားလူတွေဘယ်လိုဖြတ်သန်းခဲ့လဲဆိုတော့လမ်းကြောင်းနီလန်အောင်မြင်ခဲ့တဲ့တက်တည်တွေရှိပြီးသားဖြစ်တယ်ဖခင်ကအဲ့ဒါကိုကြည်ပါလို့တခါတည်းမှားလိုက်တယ်